အားလုံးပဲမင်္ဂလာပါရှင်ရွှေမြန်မာ channel မှာကြိုဆိုပါရစေဒီနေ့မှာတော့ကမ္ဘာအီကွေတာပေါ်မှာတည်ရှိတဲ့အင်ဒိုနီးရှားနိုင်ငံအကြောင်းဝေမျှပေးပါမယ်ရှင်ရင်းကျေးမှုအမွေနဲ့လှပတဲ့ရှုခင်းနေနဲ့အဲဝတ်ကျေပုံမှုတို့အတွက်ကြော်ကြားတဲ့အပူပိုင်းဒေသကဒီနိုင်ငံလေးကိုကျမတို့အတူတူလေ့လာကြည့်ဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်နိုင်ငံရဲ့တရားဝင်အမည်ကတော့အင်ဒိုနီးရှားသမ္မတနိုင်ငံပဲဖြစ်ပါတယ်လူဦးရေတန်း280ကျော်နေထိုင်ကကမ္ဘာစတုတ္ထမြောက်လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။နိုင်ငံရဲ့မြို့တော်ကတော့ဂျာကာတာမြို့ဖြစ်ပြီးတော့ရုံသုံးဘာသာစကားကတော့ဘာဟာဆာအင်ဒိုနီးရှားဖြစ်ပြီးဒေသအလိုက်ဘာသာစကားကွဲပြားမှုတွေလည်းရှိပါတယ်။နိုင်ငံလူဦးရေရဲ့89%ကအစ္စလမ်ဘာသာဝင်တွေဖြစ်ကြပြီးတော့ဟိန္ဒူ၊ခရစ်ယာန်၊ဗုဒ္ဓဘာသာနဲ့ကွန်ဖျူးရှက်ဝါဒကိုလည်းအနည်းငယ်ကိုးကွယ်ကြပါတယ်။အင်ဒိုနီးရှားနိုင်ငံကလူမျိုးစုအဖြစ်တော့အလွန်များပြားတဲ့နိုင်ငံဖြစ်ပြီးတော့ထင်ရှားတဲ့လူမျိုးစု300ခန့်ရှိပါတယ်။အင်ဒိုနီးရှားအများစုကအော်စတရိုနီးရှန်စကားပြောတဲ့လူမျိုးတွေကနေဆင်းသက်လာပြီးတော့၎င်းတို့ရဲ့ဘာသာစကားကိုခြေရာခံလိုက်ကြည့်မယ်ဆိုရင်တော့ Proto Austronesian အဖြစ်တွေ့ရပြီးတော့ယခုထိုင်ဝမ်နိုင်ငံနေရာကနေမြင့်ဖျားခံလာတာဖြစ်နိုင်ခြေရှိပါတယ်။တခြားသောအဓိကလူမျိုးစုတွေကတော့မာလီနီရှန်များဖြစ်ပြီးတော့အင်ဒိုနီးရှားနိုင်ငံရဲ့အရှေ့ဘက်ပိုင်းမှာနေထိုင်ကြပါတယ်။အင်ဒိုနီးရှားလူမျိုး8တန်းခန့်ဟာပြည်ပနိုင်ငံတွေမှာနေထိုင်ကြပြီးတော့၎င်းတို့တွေကအများစုကမလေးရှားနိုင်ငံ၊နယ်သာလန်နိုင်ငံ၊ဆော်ဒီအာရေဗျနိုင်ငံအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံဟောင်ကောင်စင်ကာပူနိုင်ငံအမေရိကန်ပြည်ထောင်စုနဲ့ဩစတြေးလျနိုင်ငံတို့မှာအခြေချနေထိုင်လျက်ရှိပါတယ်။ဂျာဗာလူမျိုးတွေကအကြီးဆုံးလူမျိုးစုဖြစ်ပြီးတော့နိုင်ငံလူဦးရေရဲ့40.2%များရှိပါတယ်။တခြားသောဂျာဗာမဟုတ်တဲ့လူမျိုးစုကြီးတွေကတော့စတူဒါနီစ်၊ဘာတက်နဲ့မာဒူရီစ်တို့ဖြစ်ကြပါတယ်။ခိုင်မာတဲ့ဒေသစရိုက်လက္ခဏာနဲ့အတူအင်ဒိုနီးရှားနိုင်ငံအဖြစ်ပေါင်းစည်းထားတဲ့စရိုက်လက္ခဏာတွေလည်းရှိကြပါတယ်။နိုင်ငံရဲ့ငွေကြေးကတော့အင်ဒိုနီးရှားရူပီယာ IDR ပဲဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံကကျွန်းပေါင်း18000ကျော်နဲ့ဖွဲ့စည်းထားပြီးတော့ကမ္ဘာအကြီးဆုံးကျွန်းနိုင်ငံလည်းဖြစ်ပါတယ်။ထင်ရှားတဲ့ကျွန်းတွေကတော့ဆူမက်ဒရာ၊ဘော်နီယို၊ဆူလာဝေစီ၊ပါပူအာတို့ပဲဖြစ်ကြပါတယ်။ဒီနိုင်ငံကအပူပိုင်းမုတ်တုံရာသီဥတုဖြစ်ပြီးတော့နွေရာသီနဲ့မိုးရာသီဆိုပြီးတော့ရာသီနှမျိုးပဲရှိပါတယ်။ကမ္ဘာပေါ်မှာမီးတောင်အများဆုံးနိုင်ငံဖြစ်ပြီးတော့မီးတောင်ပေါင်း130ကျော်ကိုပိုင်ဆိုင်ထားပါတယ်။အင်ဒိုနီးရှားကျွန်းစုဟာ900စုလောက်မှာကလေးကကုန်သွယ်ရေးအတွက်အရေးပါတဲ့ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။ထိုအချိန်ကတီရီဝီဟာရနိုင်ငံနဲ့မာဂျာပါဟိနိုင်ငံတို့ကတရုတ်မင်းဆက်တွေနဲ့အိန္ဒိယဘီရင်နိုင်ငံတော်တို့နဲ့အတူကုန်သွယ်မှုပြုခဲ့ကြပါတယ်။ခရစ်တော်ပေါ်ပြီးတော့အစောပိုင်းနှစ်များကနေစပြီးတော့ဒေသခံဘီရင်တို့ကနိုင်ငံသားကယဉ်ကျေးမှုတွေဘာသာရေးနဲ့နိုင်ငံရေးပုံစံတွေကိုဆက်ခံယူခဲ့ပြီးတော့ဟိန္ဒူနဲ့ဗုဒ္ဓဘာသာနိုင်ငံတော်တွေဖြစ်စီပင်တိုးတက်ခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းမှာ၎င်းတို့ရဲ့တဘာဝအရေးမြစ်တွေကိုမျက်စိကြားတဲ့နိုင်ငံရဲ့ခြားအင်အားကြီးနိုင်ငံတို့ရဲ့လွှမ်းမိုးချုပ်ကိုင်ခြင်းကိုချိန်မှန်များစွာခံခဲ့ရပါတယ်။အမ်ဘိုအီနာနဲ့ဘာတာဗီယာတို့ကိုဒက်ရှ်လူမျိုးတို့ကကိုလိုနီဖြစ်သွတ်သွင်းခဲ့ပြီးတဲ့နောက်ဆုံးမှာတော့တီမောနဲ့အနောက်နီယူခီနီအပါအဝင်ကျွန်းစုတွေအားလုံးကိုပေါ်တူဂီ၊ပြင်သစ်နဲ့ဗြိတိရှားတို့ကကိုလိုနီအဖြစ်သိမ်းပိုက်ခဲ့ကြပါတယ်။အင်ဒိုနီးရှားနိုင်ငံကဒုတိယကမ္ဘာစစ်အပြီးမှာတော့လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ဘိုရိုလို့ခေါ်တဲ့ကမ္ဘာအကြီးဆုံးဗုဒ္ဓဘာသာဘုရားကျောင်းဘာလီကျွန်းနဲ့ကမ္ဘာအကြီးဆုံးဖွတ်ကြီးများနေထိုင်ရာကွန်မိုဒိုနဂါကျွန်းတွေကခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတွေပဲဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံကိုလာရောက်လည်ပတ်တဲ့သူဦးရေကတစ်နှစ်ကို10တန်းလောက်ရှိပါတယ်။နိုင်ငံရဲ့အဓိကထုတ်ကုန်တွေကတော့ရေနံ၊သဘာဝဓာတ်ငွေ၊ရာဘာ၊စားအုံးစီစတာတွေဖြစ်ပြီးတော့စိုက်ပျိုးရေးကိုအနည်းငယ်များလုပ်ကိုင်ကြပါတယ်။အင်ဒိုနီးရှားဟာသဘာဝအလှယဉ်ကျေးမှုစုံလင်မှုနဲ့လူမျိုးပေါင်းစုံအေးချမ်းစွာအတူရှင်တွဲနေထိုင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒီနိုင်ငံလေးကိုကိုယ်တိုင်သွားရောက်လည်ပတ်ဖို့အကြံပြုချင်ပါတယ်ရှင်။အဆုံးထိလိုက်ပါကြည့်ရှုပေးလို့အထူးကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ရွှေမြန်မာ channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်။ကြည့်ရှုသူအပေါင်းကိုစိတ်နှပြချမ်းသာကြပါစေရှင်။